ဖြစ်နေပြီလှုပ်ချင်နေပြီ ဖြစ်ပါဖြစ်နေတာတော့လို့ တတိုင်းတော်တော်ဖြစ်တော်တော်လှုပ်ချင်နေပြီကွာမိုးကလည်းအေးတော့တော်တော်ထမ်းနေပြီကွာ ငါလည်းလုတ်ချင်နေပြီတော်တော်လုတ်ချင်နေပြီငါလည်းဖြစ်နေတယ် အဲ့ဆိုလှုပ်ကွာ ဒီလမ်းထဲမှာကြက်တွေပေါ်လေရ ဟုတ်လား အေးမင်းမဒါပါလား အပြည့်ရောင်ကြီးအပြည့် အပြည့်အေးအဲ့ဆိုဒီနားစားတော့ဆိုင်မှာတောက်ဆောင်ဆိုင်ရတော့တယ်ရ လှုပ်ကွာအဓိကကြက်ပဲဖြစ်ဖြစ်လှက်ပဲဖြစ်ဖြစ်ရောက်ရဖို့ရေးကြည့်တယ်ကွာကွာ ဟေးရအခုတော့မေးတယ်မေးတယ်ဟုတ်လားဒီမှာကြက်ရတယ်ဆိုဟောဒါလေးနဲ့ရတာပေါ့ဗျာဒီမှာကြက်ရှိတယ် သူတို့ပြောပါဗျာကျွန်တော်ရှက်လို့ အမလေးဒီကရှက်နေတယ်ဒီမှာကြက်မျိုးစုံရှိတယ်ဗျာ လှုပ်လိုက်တော့အဲ့ဆိုလှုပ်ပြ ကြက်လို့ကျွန်တော်ကြီးလေအခုယူအခုရတယ်ကြက်ကနဲတာမဟုတ်ဘူး ကြိုက်လိုက်ကြကွာအဲ့ဆိုလှုပ်လိုက်တော့ဗျာ မယုံလေခင်ဗျားတို့မှာဒါပါလို့လား ဩဒီလေငွေကြီးကိုလုံးဝမပြောနဲ့ဒီလေးရောက်တာနဲ့ငွေကိုအပုံထက်ညင်းနေသေးရမှာ ကြိုက်သွားပြီဗျာခဏပဲဆောင်ဒီချိန်ကြက်ခေါ်ပြီးလာခဲ့မယ် โอเคဗျာတိုက်တယ်ကြောက်ငါယူမှာနော် ဟဲ့ပါပိတ်ရဲလိုက်မယ်ငါခေါ်လာပေးတာငါယူတော့ပေးတာ ခုအနေနဲ့ကြက်ကအဆုပ်ရှိတယ်အများကြီးပဲ တက်ဝင်မယ်ရောဟုတ်ဗျာဟုတ်ဗျာ What the fuck bro ဒီမှာဗျာခင်ဗျားတို့လိုချင်တဲ့ကြက် 还有你妈！